မင်္ဂလာပါမာရှယ်အပရိသတ်တို့ရေခုနကတင်ပြီးဆုံးသွားတဲ့တရက်နဲ့ရှေ့ခုပွဲစဉ်မှာတော့ဘရင်ကြီးအနာတိုလီမာလီခင်တယောက်သူ့ရဲ့ရာဇပလင်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီဝီကိုအညိုးနဲ့ပြန်လည်ရင်ဆိုင်ခဲ့တဲ့ဒီပွဲဟာတကယ့်ကိုကြောက်စရာကောင်းတဲ့ပွဲတစ်ပွဲပါပဲပွဲစကတဲ့ကမာလီခင်ဟာအရင်ပွဲထက်ပိုပြီးစိတ်သက်ကြွနေတာကိုတွေ့ရပါလေတတိယအချီရောက်တဲ့အခါမှာတော့မာလီခင်ရဲ့ပြင်းထန်တဲ့လက်တီးချက်တွေအောက်မှာဝီတယောက်မလုံနိုင်ပဲအမောက်တိတ်ခံရပါလေဒီအလဲထိုးချက်နဲ့အတူမာလီခင်ဟာ heavyweight ကမ္ဘာချန်ပီယံခါဘတ်ကိုထိုက်တန်ပြန်လည်ရယူနိုင်ခဲ့ပါလေပွဲပြီးမှာတော့အားလုံးကိုအားသင့်စေခဲ့တာကမာလီခင်ရဲ့ကြီးညာချက်ပါပဲသူဟာချန်ပီယံဘဝနဲ့တင်မြမရှယ်အလောကကနေအနားယူပြီးထားရတော့မှာဖြစ်ကြောင်းတရားဝင်ပြောကြားသွားခဲ့ပါလေထိတ်ဆုံးမှရှိနေတော့ဂုံတိတ်ခါရှိနှုတ်ဆက်သွားတဲ့မာလီခင်ရဲ့ဆုံးဖြတ်ချက်ကတကယ်ကိုလေးစားစရာပါမာလီခင်ဟာဝေတန်း3ခုချန်ပီယံအဖြစ်တမိုင်းတွင်ကျန်ရစ်ခဲ့ပြီးဖြစ်ပါတယ်ပရိသတ်တို့ရောမာလီခင်ရဲ့ဒီလိုအောင်ပွဲနဲ့အတူအနားယူသွားတဲ့အပေါ်ဘလို့မြင်ကြလဲကျွန်တော်အမြင်ကတော့ကစားသမားနယ်လို့နဲ့ဝမ်းမှာစိန်ခေါ်မဲ့သူဆောင်ပြီးခပတ်ကာကွယ်ပြရမယ့်အရွယ်မဟုတ်လို့အခုလိုတင်ဆက်မှုပေါ်ရောတဲ့ဝမ်းကနေတိတ်ခါရှိအနားယူတာအကောင်းဆုံးလို့မြင်မိပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကရောဘလို့ရှိလဲမာလီခင်နေရာကိုဘယ်သူဆက်ခံမလဲကွန်မန့်မှာပြောသွားကြပါဦး